ကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါကျွန်တော်ရဲ့တူတောင်ချစ်ကိုချစ်မများအားလုံးနော်နေ့ပြန်ဆိုလို့ရှိရင်ကျွန်တော်တို့20ရက်9လ2026တနင်္လာနေ့အဖွင့်နေ့လေးကိုပြန်လိုက်ပြီးတော့ရောက်ရှိလို့လာပါပြီကဲတနင်္လာနေ့နေကုံစာအချင်းလေးတွေမိန်ခွကလေးတွေပတ်သီးလေးတွေပေးရင်းနဲ့ကျွန်တော်တို့တပတ်စာနှစ်ချုပ်ပြည့်တဲ့မပြောက်တဲ့ဇာတိုးလေးတွေကိုလည်းဒီဗီဒီယိုဖိုင်လေးထဲမှာထည့်ပြောပေးတော့မှဖြစ်လို့ဗီဒီယိုဖိုင်လေးကိုပြီးဆုံးအောင်ကြည့်ပေးပါเนาะအားလုံးပဲချစ်ကိုချစ်မများအားလုံးเนาะကဲကျွန်တော်ရဲ့ချစ်ကိုချစ်မများအားလုံးဒီဗီဒီယိုဖိုင်လေးကိုမြင်နေတွေ့တဲ့ချိန်ကနေစလို့စိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းတွေနဲ့ပြည့်စုံကြပါစေစီးပွားလက်လာပါတွေလည်းတည်ရလားတိုးတက်ကြပါစေလို့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်เนาะကဲFacebook ကညီကိုမောင်နှမတွေဒီဗီဒီယိုဖိုင်လေးကိုမြင်ပြီးတွေ့ပြီဆိုရင်ပုံမှန်တိုင်းလေးပဲ like လက်မအသေးလေးတွေနှိပ်ပေးထားပါ share မှု share အားလေးနဲ့ကူညီပေးကျွန်တော်တင်တဲ့ဗီဒီယိုဖိုင်လေးတွေကိုနေ့စဉ်နဲ့မြမြင်မြင်တွေ့ကျင်နေဆိုရင်ကျွန်တော်ရဲ့ page ကို follow လေးတွေနှိပ်ခဲ့ဖို့မေ့ကြပါနဲ့เนาะကဲဒါဆိုလို့ရှိရင်ကျွန်တော်မနေ့ပြန်20ရက်နေ့ပေါ့เนาะတနင်္လာနေ့အဖွင့်နေ့နေကုန်စာဝိုင်းချင်းလေးတွေမိတ်ကွက်ကလေးတွေမပြောခင်မှာကျွန်တော်တို့เนาะဒီတစ်ပတ်မှာเนาะတပတ်စာမပြောက်တဲ့ဇာတိုးပတ်တီပေါ့เนาะအနှစ်ချုပ်ဖြစ်တဲ့ဇာတိုးပတ်တီသုံးလုံးအခွေဒီမှာတခါလေးပြောပြသွားမှာဖြစ်လို့ပြီးဆုံးအောင်ကြည့်ပေးပါเนาะကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့เนาะဒီတစ်ပတ်မှာရှေ့လာမယ့်ပွဲမှာမပြောက်တဲ့ဇာတိုးအနေနဲ့ဆိုရင်938ပဲဖြစ်ပါတယ်တေချာလေးမှတ်ပါเนาะလုံးဝမပြောက်ပါဘူးစောစောနေလာပါလိမ့်မယ်938ဇာတိုးလုံးဝမပြောက်ပါဘူးเนาะအခွေကစားခြင်းနဲ့ညီကိုမောင်နှမတွေဇာတိုးအခွေကို938ဇာတိုးအခွေလိုက်ပါเนาะဒါအခွေကစားတဲ့သူတွေအတွက်เนาะရှေ့တစ်ပတ်မှာမပြောက်တဲ့ဇာတိုးပေါ့ကဲဒါဆိုရင်မနေ့ပြန်เนาะတနင်္လာနေ့ဖွင့်နေကုံစာမှာဝမ်းချင်းနေနေဆိုလို့ရှိရင်တော့ကျွန်တော်တို့က9-3ညအချိန်ပါเนาะ9-3ညအချိန်ကို9နဲ့ပတ်သက်တဲ့ main ကွက်ကလေးတွေဆိုလို့ရှိရင်မနေ့ပြန်မှာ94565958ဒါ9နဲ့ပတ်သက်တဲ့ main ကွက်ပါ94565958ပါဒါ9နဲ့ပတ်သက်တဲ့ main ကွက်ပါ3ညနဲ့ပတ်သက်တာဆိုရင်တော့3436399338ပါ3436399338ပါဒါ3ညနဲ့ပတ်သက်တဲ့ main ကွက်ပါเนาะကဲဒါမနေ့ပြန်တနင်္လာနေ့အဖွင့်နေကုံစာပေါ့နော်ကျွန်တော်ထုတ်ပေးတဲ့ main ကွက် yoga ကလေးတွေမကြိုက်လို့ကိုလုံးမိုင်ကိုကရလို့တွဲဆော့ခြင်းနဲ့ကတ်ဆော့ခြင်းနဲ့ဆိုရင်တနင်္လာနေ့နေကုံစာမှာအားကောင်းဆုံးဝမ်းချင်းသည်9-3ညဝမ်းချင်းဖြစ်တဲ့ဒီကပတ်တီးကိုဦးစားပေးဆော့တဲ့ချစ်ကိုချင်းမတွေအားလုံးနော်အားကောင်းဆုံးပတ်တီးသည်ကျွန်တော်တို့9ပတ်တီး3ညပတ်တီးတနင်္လာနေ့အဖွင့်နေစာအားကောင်းဆုံးဖြစ်တဲ့အကြိုက်တွင်လိုက်ဆော့ပါစေတနာနဲ့တင်ပေးတာပြည့်လို့ပါလို့ရလို့လဲဘာမှပေးစရာမလိုပါဘူးအခုလိုကြည့်ရှုပေးတာအထူးထူးပဲကျေးဇူးတင်ပါတယ်တနင်္လာနေ့အဖွင့်နေလေးမှာအားလုံးပဲအဖွင့်လာကြပါစေကံကောင်းကြပါစေဗျာနော်